ဒီနေ့ခေတ်မှာမေတ္တာကိုတော့အလိုရှိကြတာဖြစ်တယ်လူတွေဟာတူနဲ့တူမေတ္တာပို့တာကြိုက်တယ်သူ့ကိုမေတ္တာပို့ပေးပါဒီမကောင်းရင်လည်းပဲမေတ္တာပို့ပေးပါအလုပ်တစ်ခုလုပ်တော့မယ်ဆိုရင်လည်းအောင်မြင်ဖို့ရမေတ္တာပို့ပေးပါမေတ္တာခံယူခြင်းကြသို့တော့ကိုယ့်ရင်ထဲမှာရှိနေတဲ့အမုန်းကိုတော့ဖယ်ရှားဖို့ပေးနေချပြတယ်ပေါ့စဉ်းစားကြည့်မယ်ဆိုရင်နော်ရှင်တွေကအမုန်းတရားဖယ်ရှားရမှာကအဓိကဖြစ်တယ်ပေါ့ကိုယ့်ရင်ထဲမှာအမုန်းတရားရှိနေသမျှကလပ်ပလုံးဘသူကဘလောက်ပဲမေတ္တာပို့ရှင်တွေကအမုန်းတရားဟာကုဆက်လုံးကျွမ်းနိုင်တဲ့စွမ်းရည်တတ္တိရှိတယ်ဆိုတာတတိထားဖို့လိုအပ်တယ်ပေါ့ဒါကြောင့်မို့ယင်ထဲမှာရှိတဲ့အမုန်းတရားအညှို့အတေးအာဃာတပြားကိုဖယ်ရှားပစ်ဖို့ရမေတ္တာပွားတဲ့ဤကိုအသုံးချရမှာဖြစ်တယ်မိမိအနေနဲ့မုန်းတဲ့ပုဂ္ဂိုလ်ကိုယ်နဲ့အစင်မပြေတဲ့ပုဂ္ဂိုလ်ရှင်ထဲမှာမေတ္တာထားဖို့ဆိုတာအလွန်ခဲယဉ်နေပေါ့အဲ့လိုခဲယဉ်တော့လည်းပဲမအောင်မြင်ဘူးလို့ပြောတာတော့မဟုတ်ဘူးခက်ခဲကြိုးစားရမယ်လို့သူတို့ဆိုလို့လေပေါ့ခက်ခဲပေမဲ့လို့လုပ်ရင်အောင်မြင်တာပဲအလွန်မြင့်တဲ့တောင်ကြီးကိုတက်ဖို့ကြိုးစားတာတောင်ကြီးတော့ဘဝအောင်လိုင်းကြီးတော့လေအောင်ဆိုတာလို့တနေ့မဟုတ်တနေ့တော့အောင်မြင်သွားမှာပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့မေတ္တာတရားကိုကြိုးစားပြီးတော့ဘယ်လိုပွားရမလဲကိုယ်နဲ့အစမပြေတဲ့ပုဂ္ဂိုလ်ထိုပုဂ္ဂိုလ်ပေါ်မှာကိုယ်စိတ်ထဲမှာမကြေမချမ်းဖြစ်လာပြီဆိုရင်ကိုယ်ရင်ထဲကမကြေမချမ်းဖြစ်တာကိုမေတ္တာဘာဝနာပွားပြီးဖြေပြောင်းရမှာဟိုလူရဲ့ရင်ထဲမှာဖြစ်တဲ့ဒေါသငြိမ်းဖို့တဲ့ကိုယ့်ရင်ထဲကဖြစ်တဲ့ဒေါသငြိမ်းဖို့ကပိုအရေးကြီးတယ်ပေါ့ကိုယ့်ရင်ထဲမှာဖြစ်လာမဲ့ဒေါသမဖြစ်ရအောင်မေတ္တာဘာဝနာပွားတဲ့အခါမှာဒေါသရဲ့အပြစ်ကိုဆင်ញင်ရမှာဖြစ်တယ်တိခံခြင်းရဲ့အကျိုးတရားကိုနှလုံးသွင်းရမှာဖြစ်တယ်ခန္တီနဲ့မေတ္တာဒီနှစ်ခုဟာတဘာဝအဖြစ်ပြောမယ်ဆိုရင်မေတ္တာဆိုတာအာဒေါသအမုန်းကင်းစင်တဲ့စိတ်နေသဘောထားဒေါသမရှိတဲ့စိတ်နေသဘောထားခန္တီဆိုတာဟာလည်းပဲဒေါသကင်းတဲ့စိတ်နေသဘောထားပဲတူတူပဲဒီနှစ်ခုဟာတရားကိုကောက်တဲ့အခါကျတော့မေတ္တာအရာအာဒေါသကောက်တယ်ခန္တီအရာကျတော့အာဒေါသပြတ်ထန်းတဲ့ကုသိုလ်စေတနာတွေကိုကောက်တယ်အဲ့တော့ဒီနှစ်ခုဟာသဘောတရားအဖြစ်တူတယ်မေတ္တာကိုခိုင်မာဖို့အတွက်ခန္တီနဲ့ထိမ့်သိမ်းရမှာဖြစ်တယ်ပေါ့ရသော်ဘုရားသခင်ကိုရောမြတ်ကဒေါသနဲ့မတုံ့ပြန်မှုသိခံမှုဆိုတာအကျဉ်းချင်းထပ်ထပ်ဟောခဲ့တာဖြစ်တယ်တပိပိကုသလဓမ္မာခန္တရာယတ္ထဝဝတ္တရေလောကလူတွေကုသိုလ်ရတယ်ဆိုတာသိခံမှုမရှိရင်ကုသိုလ်မရနိုင်ဘူးခန္တီပရမန္တပောတိဒိဋ္ဌာသိခံခြင်းဆိုတဲ့ခန္တီတရားဟာအကျိုးကျေးဇူးကိုဖြစ်ထွန်းစေတတ်တဲ့အကျင့်တရားတွေထဲမှာအကောင်းဆုံးအကျင့်တရားဖြစ်တယ်လို့မြတ်စွာဘုရားဟာအချိန်ပေါင်းဖရာဘဝမှာအချိန်ပေါင်းအများဆုံးဟောခဲ့တဲ့တရားတွေမှာပါတယ်ပေါ့အချိန်ပေါင်းများစွာဟောတဲ့တရားတွေမှာပါအများဆုံးအဟောဆုံးကတော့အပမဒိနသံပါဒိဋ္ဌာ45ဝါကာလပတ်လုံးတရက်မှမပြည့်ဟောတဲ့အပမဒိနသံပါဒိဋ္ဌာတလအနည်းဆုံး2ကြိမ်ခေါ်ခဲ့တဲ့ခန္တီပရမန္တပောတိဒိဋ္ဌာဆိုတဲ့ဩဝါဒပတိမောဘပါတဲ့ကာထာအဲ့ဒါဟာဘုန်းကြီးတို့တွေရှင်ထဲမှာဖြစ်ပေါ်လာမဲ့ဒေါသတရားကိုဖယ်ရှားပစ်ဖို့ရာအကောင်းဆုံးနည်းစနစ်အနေနဲ့မြတ်စွာဘုရားဟောခဲ့တာဖြစ်တယ်ပေါ့သဘာဝတရားတစ်ခုကိုဆင်ခြင်စဉ်းစားကြည့်မယ်ဆိုရင်မေတ္တာဟာအမုန်းကင်းစင်ပြီးတစ်ဖက်သားရဲ့အကျိုးကိုလိုလားတဲ့စိတ်နေသဘောထား
ခန္တီဆိုတာကိုယ်ကိုစော်ကားလာတော့လည်းပဲမေတ္တာကိုမပြတ်အောင်ထိန်းနိုင်တဲ့စွမ်းရည်တတ္တိရှိတဲ့သဘောတရားလို့ဒီလိုကြွယ်ချပြီးတော့မှတ်တာမေတ္တာကိုထိန်းတာဟာခန္တီပဲခန္တီနဲ့ထိန်းမှမေတ္တာဆိုတာမပြတ်တာခန္တီဆိုတဲ့အဓိပ္ပာယ်ကတိခဏ်ခြင်းဆိုတာစွမ်းရည်တစ်ခုပဲအေးကြောက်လို့ပြန်မပြောတာစိတ်ထဲကတော့မကျေနပ်ဘူးအဲ့ဒါခန္တီမဟုတ်ဘူးရင်နဲ့နှလုံးထဲမှာမကျေမနပ်ဖြစ်ပြီးပါးစပ်ကသာမပြောဘဲနဲ့ငုံနေတာဒါခန္တီမဟုတ်ဘူးเนาะခန္တီဆိုဒီမှာအပြုံးမပြတ်စိတ်ထဲမှာပြောသမျှကိုအပြုံးမပြတ်အတေးအမှတ်မထားပဲနဲ့နေနိုင်တဲ့စွမ်းရည်တတိစိတ်ဓာတ်ရင့်ကျက်မှုကိုခန္တီလို့ခေါ်တာပဲအဲ့ဒီခန္တီနဲ့ထိမှမေတ္တာဆိုတာခိုင်မြဲတာဖြစ်တယ်ပေါ့အဲ့ဒီခန္တီမေတ္တာဒီနှစ်ခုကိုဆင်ញင်သုံးသပ်ပြီးတဲ့အခါကျတော့ကိုယ့်ရဲ့ရင်နဲ့နှလုံးသားထဲမှာမေတ္တာတရားကိုခိုင်မာအောင်တည်ဆောက်ကြရမှာဖြစ်တယ်မြတ်စွာဘုရားကအညုတိဆိုတဲ့အာဃာတတွေပျောက်ဖို့ရာအတွက်နီလန်၄သွယ်နဲ့နီလန်၅သွယ်နဲ့ညှိမ့်သက်ဖို့ဆုံးမခဲ့တာရှိတယ်အာဃာတပฏิဝိနယသုတ်အင်္ဂုတ္တရပါဠိမှာပါရှိတယ်အဲ့ဒီနီလန်၅သွယ်နဲ့ညှိမ့်သက်နီးဟာလက်တွေ့အသုံးချရမှာဖြစ်တယ်ပေါ့နော်ဟုတ်ပြီကိုယ်တရားယောဂဆိုကားလာတော့ကိုမကျေနပ်တဲ့ပုဂ္ဂိုလ်တယောက်အညှို့တေးသူ့ပေါ်မှာမုန်းတီးတဲ့စိတ်တွေကိုဖြောက်လို့မရဘူးဒီပုဂ္ဂိုလ်ပေါ်မှာမကျေနပ်တဲ့ရင်ထဲကမကျေနပ်တဲ့စိတ်တွေဟာအခုခံကြီးဖြစ်နေတယ်ဆိုရင်ဘာလုပ်ရမလဲမကျေနပ်တဲ့ပုဂ္ဂိုလ်မရှိရင်တော့လည်းကိစ္စမရှိဘူးကိုမုန်းပြီးတော့မကျေမနပ်ရင်ထဲကမကျေမချမ်းဖြစ်နေတဲ့ပုဂ္ဂိုလ်တယောက်ရှိနေပြီဆိုလို့ရှိရင်ဘာနဲ့ဖြေဖြောက်ရမလဲဆိုတော့မြတ်စွာဘုရားကနီလန်၅သွယ်ပေးခဲ့တာဖြစ်တယ်ပေါ့နော်နီလန်၅သွယ်ကပထမအဲ့ဒီပုဂ္ဂိုလ်ရဲ့အကျိုးစီးပွားကိုလိုလားတဲ့မေတ္တာခိုင်မာအောင်တည်ဆောက်ပါနော်သူ့ရဲ့အကျိုးစီးပွားကိုစဉ်းစားပါမုန်းစရာတွေကိုမတွေးနဲ့ဆိုပါတော့လူတယောက်ဟာမေတ္တာကိုတည်ဆောက်တော့မယ်ဆိုလို့ရှိရင်အပြစ်ကိုမကြည့်နဲ့ကောင်းတာလေးကိုရှာကြည့်ကောင်းတာလေးကိုရှာကြည့်ကောင်းကွက်ကိုရှာမေတ္တာကိုပွားလို့ဆိုတဲ့အတိုင်းကောင်းတဲ့အကွက်ကလေးကိုကြည့်ပြီးတော့မေတ္တာပွားလိုက်ရမယ်လူတိုင်းဟာအဆိုးကြီးမဟုတ်ဘူးအကောင်းတွေရှိတတ်သေးတယ်အဆိုးတွေကိုမေ့ထားလိုက်အကောင်းလေးကိုကြည့်ပြီးမေတ္တာရအောင်သူ့ရဲ့အပေါ်မှာမေတ္တာဓာတ်ဖြစ်အောင်ကိုယ့်ရဲ့ထဲမှာမေတ္တာပြိုးပါလို့ဆိုလို့တယ်သူ့ကိုမေတ္တာပို့တာမဟုတ်ဘူးနော်လူတွေလွဲမှားပြီးတော့မေတ္တာပို့ခိုင်းနေတာပြောတာမဟုတ်ဘူးကိုယ့်ရဲ့ထဲကအမုန်းတရားပျောက်ဖို့ရာအတွက်မေတ္တာဓာတ်ကိုတည်ဆောက်တာနော်အဲ့တော့တည်ဆောက်တဲ့အခါမှာကိုယ့်ရဲ့ထဲမှာပဲတည်ဆောက်အောင်သို့တော့အာယုံပြုတဲ့အနေနဲ့ကတော့ကိုမုန်းတဲ့ပုဂ္ဂိုလ်အာယုံပြုပြီးတော့သူ့ပေါ်မှာမုန်းတဲ့စိတ်ပျောက်သွားအောင်ကိုယ့်ရဲ့ထဲမှာမေတ္တာတည်ဆောက်ပါလို့သူပြောတာနော်အဲ့တော့မေတ္တာတည်ဆောက်တဲ့အခါမှာတည်ဆောက်ဖို့ရခက်နေတယ်ဆိုလို့ရှိရင်သူဘယ်တော့မှတော့ငါ့ကိုခုခဲ့ဘူးတာပဲငါ့ကိုအထင်လွဲလို့ပြောတာနေမှာပါထင်မြင်လွဲလို့ငါ့ကိုလောက်တာနေမှာပါငါ့ကိုအရင်တော့ကဘယ်တော့မှမဆဲဘူးအခုထင်လွဲပြီးဆဲတာနေမှာပါဆိုပြီးတော့ကောင်းတဲ့အကွက်ကလေးသူပဲနေရာမှာတော့ကောင်းတယ်ဒီလူကလူတော်ပါပဲနဲ့ဆိုကောင်းတဲ့အကွက်ကလေးတွေကိုတွေးပြီးတော့သူ့ပေါ်မှာမကျေနပ်တဲ့စိတ်တွေပျောက်အောင်လုပ်ပါအရေးကြီးဆုံးကကိုယ့်ရင်ထဲကမကျေနပ်တဲ့စိတ်ပျောက်အောင်လုပ်ဖို့ပဲအရေးကြီးဒီလိုဆိုလို့တယ်နော်အဲ့တော့အမုန်းတရားဟာမကျေနပ်တဲ့စိတ်တွေပျောက်သွားပြီးတော့သူ့ပေါ်မှာတိခဏ်ချင်းခွင့်လွှတ်ခြင်းဆိုတဲ့စိတ်နဲ့သဘောထားတွေပေါ်လာပြီးဆိုရင်
ကိုယ့်ဘက်ကအနိုင်ရလိုက်ပြီလို့ဒီလိုမှသူ့ပေါ်မှာကလေးစားချေမဲ့စိတ်တွေမရှိတော့ဘူးရှင်တဲ့နှလုံးထဲမှာအေးချမ်းသွားပြီဟုတ်ပြီမေတ္တာနဲ့လှုပ်လို့အောင်မြင်သွားပြီဆိုရင်အောင်မြင်မှုတစ်ခုရသို့တော့အမုန်းတရားဟာမေတ္တာနဲ့လှုပ်လို့မအောင်မြင်ဘူးဆိုရင်နောက်ဒီလန်းတစ်ခုသုံးချအောင်မေတ္တာထားလို့မရဘူးဆိုလို့ရှိရင်သူ့ပေါ်မှာအကျဉ်းနာကရုဏာထားလိုက်ပါဘယ်လိုအကျဉ်းနာတရားထားရမလဲလို့ဆိုရင်ဒီလူဟာအခုလိုလူ့ဘဝရောက်နေပေမဲ့လို့သူ့ရဲ့စိတ်နေသဘောထားတွေရတည်သွားတာနဲ့အပင်ငယ်ရောက်မဲ့လူပဲတနာเสียတရဝပဲငါသူ့ကိုတုံ့ပြန်ပြီးဒုက္ခပေးเสียမလို့သူ့ဘာသူဒုက္ခရောက်မဲ့လူဖြစ်တယ်အတော်တနာเสียကောင်းတဲ့တရဝပဲလို့ကရုဏာထားလိုက်ပါတဲ့အဲ့လိုကရုဏာထားရင်ရှင်တဲ့ကအမုန်းတရားဟာပျောက်သွားနိုင်တယ်စမ်းကြည့်ရမှာတော့ဒါတွေကအိမ်ပြန်တဲ့အခါမှာလက်တွေ့အသုံးချအိမ်ပြန်တဲ့အခါမှာလက်တွေ့အသုံးချလူတွေကမေတ္တာပွားဖို့ခက်ပေမဲ့လို့ကရုဏာထားဖို့ကြတော့ကိုကအပေါ်စီးယူတဲ့သဘောဖြစ်တယ်နော်အပေါ်စီးယူတဲ့သဘောဖြစ်သည့်အတွက်ကြောင့်တဏှာထိုက်တဲ့ပုဂ္ဂိုလ်တယောက်အနေနဲ့တဏှာပေးလိုက်ပါလို့ဆိုလိုတယ်ပေါ့အဲ့ဒီလိုတဏှာချင်နာတဲ့စိတ်တွေဖြစ်ပေါ်လာလို့ရှိရင်လည်းပဲအမုန်းတရားဟာပျောက်သွားနိုင်တယ်အဲ့ဒီလိုမှမပျောက်ဘူးဆိုလို့ရှိရင်နောက်တနည်းကဥပိ္ပခာထားလိုက်ပါဥပိ္ပခာလို့ဆိုတာဟာဘာလဲဆိုလို့ရှိရင်ချစ်ချင်းမုန်းချင်းကင်းပြီးတော့ကိုယ်နဲ့မသိတဲ့ပုဂ္ဂိုလ်သဘောမျိုးနော်ငါကတော့ငါနဲ့သိတာမှမဟုတ်ပဲကိုဘွားတော့ကလည်းငါနဲ့သိတာမှမဟုတ်ပဲအခုမှတွေးကြတာပဲသူဘာသူဘာပြောသူနဲ့ငါနဲ့သိတာမှမဟုတ်ပဲဆိုတဲ့ဥပိ္ပခာနဲ့ထားလိုက်ချစ်ချင်းမုန်းချင်းကင်းတဲ့ဥပိ္ပခာနဲ့နေလိုက်အဲ့လိုနေလိုက်လို့ရှိရင်ရင်ထဲကအမုန်းတရားပျောက်သွားတယ်အဲ့ဒါနဲ့မပျောက်ဘူးဆိုလို့ရှိရင်ဘာလို့အောင်အတ္တိအမနတိကာရတဲ့၄နံပါတ်ဤစနစ်ကိုမြတ်စွာဘုရားမေ့ပြလိုက်ပါပို့ဆဲထားတာမေ့လိုက်မေ့နေရင်တော့ခေါင်းထဲမှာရောက်လာမှာမဟုတ်ခေါင်းထဲရောက်မှဒေါသထွက်တာဟုတ်နော်ဘယ်ရာပဲဖြစ်ဖြစ်တတိရတဲ့အခါမှာဒေါသဖြစ်တာအဲ့တော့ခေါင်းထဲမှာမထားနဲ့မေ့ပြလိုက်ဘယ်တော့မှစိတ်ထဲမရောက်စေနဲ့ဒီအကြောင်းအရာကိုလုံးဝမေ့ထားလိုက်တချို့ကိစ္စကြတော့မေ့လို့ကိုမရဘူးဆိုတာတွေကရှိသေးတယ်လာသေးတာနော်မေ့လို့ကိုမရဘူးမမေ့နိုင်တဲ့အဖြစ်အပျက်တစ်ခုဆိုလို့ရှိရင်ဘာလုပ်ရမလဲနောက်ဆုံးလက်နဲ့ကဘာလုပ်ရမလဲဆိုတရဝတစ်ခုကံတစ်ခုဖြစ်သည့်အတွက်ကြောင့်သူလဲသူကံနဲ့သူသွားမှာငါလဲငါကံနဲ့ငါသွားမှာတို့ရန်ဖြစ်နေလို့ဘာအကျိုးရှိမှာလဲငါလဲကောင်းတာလို့ရင်ကောင်းတဲ့ဘုံရောက်မှာမကောင်းတာလို့ရင်မကောင်းတဲ့ဘုံရောက်မှာသူလဲသူကံအတိုင်းသွားမှာပဲငါလဲငါကံအတိုင်းသွားမှာပဲဆိုပြီးကံတရားကိုဆင်ញင်လိုက်ပါကမ္မတက္ကတတ္တတရဝရီဆိုတာသူကံနဲ့သူဖြစ်ကြတာမုန်းနေလို့လဲအပိုပဲရံဖြစ်နေလို့လဲအပိုပဲလို့အဲ့ဒါလို့ဆင်ញင်သုံးသပ်လိုက်လို့ရှိရင်ပျောက်သွားပါလိမ့်မယ်လို့ဟောမြတ်စွာဘုရားကပေးတဲ့နိလန်း၅သွဲအာဂတပฏิဝိနည်းသုတ်မှာမြတ်စွာဘုရားပေးတဲ့နိလန်း၅သွဲနော်အဲ့ဒီနိလန်း၅သွဲကိုအသုံးချပြီးတော့ရင်ထဲကအမုန်းတရားကိုဖယ်ရှားပြရမယ်အဲ့ဒါလို့ရင်ထဲကအမုန်းတရားတွေကိုဖယ်ရှားပြနိုင်ပြီဆိုမှကလေးစားခြေလိုတဲ့ရန်လိုတဲ့စိတ်တွေဟာပျောက်ကင်းသွားမှာပဲဖြစ်တယ်ပေါ့အဲ့ဒါလိုမှမဟုတ်ဘူးဆိုလို့ရှိရင်လူဟာမကျေနိုင်မချနိုင်တဲ့ကလေးစားခြေဖို့စဉ်းစားသူတစ်ချက်ခေါက်ကိုကနှစ်ချက်ခေါက်ကိုကနှစ်ချက်ခေါက်သူက၄ချက်ခေါက်နဲ့အတုပ်အပြန်နေနဲ့အမုန်းတန်တရားကလေးစားခြေတဲ့တန်တရားကြီးဟာဘယ်တော့မှပြတ်မှာမဟုတ်တော့ဘူးဒါကြောင့်မို့အဲ့ဒီလိုလောင်းနေတဲ့မိဟာသူ့လောင်ကိုလောင်ကိုလည်းလောင်သူ့လည်းလောင်နှစ်ဦးစလုံးမိတောင့်လောင်လိုက်တဲ့အခါကျတော့ဘယ်သူမှအကျိုးအမြတ်ရမှာမဟုတ်ဘူး
အကယ်၍သိခံခြင်းခွင့်လွှတ်လိုက်လို့ရှင်ကိုယ်အတွက်လည်းအကျိုးရှိသွားတယ်သူ့အတွက်လည်းဆက်လက်ပြီးတော့ဒေါသမီးတွေမလောင်တော့ဘူးနှစ်ဦးလုံးအတွက်အကျိုးရှိတယ်လို့သူဆိုတယ်သိခံပေးခြင်းဟာကိုယ်အတွက်သာအကျိုးရှိတာလားဆိုမဟုတ်သူ့အတွက်လည်းအကျိုးရှိပါတယ်ဒါကြောင့်မို့လို့နှစ်ယောက်စလုံးအတွက်ကုစားခြင်းကုစားတဲ့နိလန်းပဲဖြစ်တယ်လို့မြတ်စွာဘုရားတိတော်ဟောတာဟောအေးလက်တွေ့ကျင့်သုံးရမယ်မြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေကိုနာယူမှတ်သားကြဓမ္မပဒမှာအခုလိုမြတ်စွာဘုရားဟာဓမ္မရတ္တပေါ်လွင်အောင်ခေါ်ပြောဆုံးမခဲ့တာကိုမိမိတို့ဖို့ဘဝသင်္ကန်းစာရယူပြီးနေ့စဉ်ဘဝမှာတို့တွေဟာဒီအဆုံးအမတရားကိုလက်တွေ့အကောင်အထည်ဖော်ပြီးတော့တို့ဘဝလမ်းကြောင်းဓမ္မလမ်းကြောင်းဖြောင်းတောင်းအောင်ကြိုးစားအားထုတ်ကြရမှာဖြစ်တယ်ဓမ္မပဒဒေသနာမှလာတဲ့နာဟိဝေရေနဝေရာနိတမ္မန္တိရကုရသနာအဝေရေနသတမ္မန္တိဧတဓမ္မောတဏ္ဍနောကလေးစားခြေနေခြင်းအဖြစ်အညို့အတေးအမုန်းတရားတွေဟာဘယ်တော့မှပျောက်မှာမဟုတ်ဘူးကလေးစားမချေဘဲနဲ့သိခံခြင်းခွင့်လွှတ်ခြင်းအကျဉ်းတရားထားခြင်းစတဲ့နည်းတွေနဲ့သာလဲအမုန်းတရားဆိုတာအဆုံးသတ်မှာဖြစ်တယ်ဒီလိုဖြစ်ခြင်းဟာအလွန်ကိုစကြတဲ့ကပေါ်ပေါက်လာတဲ့ရှေးအကျဆုံးအကျင့်တရားကြီးပဲဖြစ်တယ်လို့မြတ်စွာဘုရားကအခုလိုဆုံးမဟောကြားခဲ့တာဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ဓမ္မပဒဒေသနာမှဓမ္မရတ္တနဲ့ဘဝသင်္ကန်းစာများမှာဒီကနေ့နာယူမှတ်သားကြရတဲ့မြတ်စွာဘုရားရဲ့ဓမ္မပဒဒေသနာရဲ့ဓမ္မရတ္တဟာမိမိတို့ဘဝမှာအကောင်းဆုံးအကျိုးရှိမဲ့အရာလိုက်နာကျင့်သုံးခြင်းဖြင့်အမြတ်ဆုံးနိဗ္ဗာန်ထိအောင်ရနိုင်တဲ့အကျင့်တရားဆိုတာကိုယုံကြည်စိတ်ချပြီးသင်္ကန်းစာယူတာမိမိတို့ယင်တဲ့နှလုံးထဲမှာရှိကြတဲ့အမုန်းတရားများပျောက်ကင်းအောင်တို့တွေကြိုးစားအထောက်ကြမှာဖြစ်တယ်လို့ကိုယ်စီအတိတရားရှိပြီးကျင့်ကြံပွားများကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း